အားလုံးမင်္ဂလာပါကျွန်တော်တို့မစခင်မှာဆုတောင်းရအောင်ဟိုဖဖခင်ကျွန်တော်တို့စကားပြောတော့မှာယေရှုဖခင်ပုံမူရတော်တို့ဖွင့်ပြပေးတော့မှာသခင်ရှုနာမ၌ဆုတောင်းပါ၏အာမင်ကျွန်တော်ဆုတောင်းတိုင်းမှာပါဖြိုယေရှုကိုဖော်ပြဖို့ပြောနေတာလေဘာဖြစ်လို့ယေရှုကအားလုံးအတွက်အဖြေဖြစ်နေလို့ဖြစ်ပါတယ်ကျွန်တော်ပို့ပို့ကြားလေနားထောင်လေပို့ပို့နားလဲလာပါလိမ့်မယ်ဆိုဖခင်ရဲ့ဥဆောင်ခြင်းကျွန်တော်တို့လိုက်ရှင်တယ်ဒါပေမဲ့အတန်ဘယ်လိုကြားရလဲဖျားစကားကိုဘယ်လိုကြားပြီးတော့လိုက်ရလဲဆိုတော့ဖျားစကားကိုအရင်ကြားဖို့ကအရင်ဆုံးကတော့ကျမ်းစာဖတ်ဖို့လိုပါတယ်ကျမ်းစာအဖြစ်ဖျားရှင်စကားပြောပါတယ်ဘာဖြစ်လို့ကျမ်းစာကဖျားရဲ့ချစ်ချင်းမေတ္တာရည်စားစာလို့လည်းပြောလို့ရမလားဖြစ်နေပါတယ်ချစ်ချင်းမေတ္တာကြီးနဲ့တင့်ကိုဘယ်လောက်ချစ်တယ်တင့်ကိုဘယ်လောက် cue ဆိုင်တယ်တင့်ကိုဘယ်လောက်တန်ဖိုးထားတယ်ငါသားတော့တပါးကြီးတော့သားတော့ပေးပြီးတော့တင်းတို့ရွေးဝယ်ထားတာငါသားတော့ကိုယ်တိုင်တော့အတွေးတွေတွန်းခဲ့တယ်တန်ရတန်ချက်တွေအမုန်းတွေစတွေးထွေးတာတွေအကုန်လုံးခံပြီးတော့တင်းရွေးချယ်ခဲ့တယ်ဖျားချစ်ရှင်မြတ်တာယူပြောပြနေတာဖြစ်ပါတယ်တင်းကိုဘယ်လောက်ရှိတယ်တင်းကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတော့ပြောပြနေတာဖြစ်ပါတယ်နောက်ပြီးတင်းကဘဒူတဲဆိုတော့ပြောပြနေတာဖြစ်ပါတယ်ဘာဖြစ်ဆိုဖျားကကျွန်တော်တို့အရောက်စီတိုင်းကိုဖန်ဆင်းလာတဲ့ရှင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘဒူတဲဆိုတော့သိပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကတေချာမသိတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်သိဖို့ကျွန်တော်တို့ဒီရဖျားရှစ်ရှင်မြတ်စာအုပ်ကိုဖတ်ရဖြစ်ပါကျမ်းစာဆိုတဲ့ဥစ္စာကျွန်တော်တို့ဖတ်ရင်နဲ့ဖျားခင်ဖွင့်ပြလာပါလိမ့်မယ်ကျွန်တော်တို့ကဘာတူလဲကျွန်တော်တို့ကဘာကိုလုပ်ရမလဲကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကပောက်ပေါ်မှာရည်ရွယ်ချက်ကပါလဲဘာအတွက်လာခဲ့ရတယ်ဘာကိုလှုပ်ဆောင်ဖို့လဲယေရှုဆိုရင်ကျွန်တော်တို့အကုန်လုံးကယ်တင်ဖို့အတွက်လာခဲ့တယ်ကျွန်တော်တို့ကလည်းဘာအတွက်လဲဆိုတော့သိဖို့ဖျားခင်ကပဲဖွင့်ပြပါမယ်မန်နျူရယ်စာအုပ်လိုမျိုးပေါ့ဒီပစ္စည်းတစ်ခုမှဆိုဒီပစ္စည်းကပါတယ်လုပ်လို့ရတယ်ဆိုပြီးတော့မန်နျူရယ်ဖတ်ပြီးတော့သုံးရတယ်မဖတ်တဲ့လူတွေလည်းများပါတယ်ဒီမျိုးပေါ့ love letter တို့မှတ်ထားစီချင်ပါတယ်ကျမ်းစာဆိုဖျားရဲ့တင်ကိုဘယ်လောက်ရှိတယ်တင်ကဘယ်သူလဲတင်ကဘယ်လောက်တန်ဖိုးရှိတယ်လူကကိုယ့်ဘာကိုဘယ်သူလဲဆိုတော့လိုက်ရှာနေရတယ်အဖြစ်ကဒီကျမ်းစာထဲမှာဖြစ်နေပါတယ်ဒီ love letter ထဲမှာဆိုတော့နံပါတ်1ကတော့ဂျာနာရှင်ကနေဖြစ်ပါတယ်ဂျာနာရှင်ပါရယ်ဖျားရဲ့စကားယေရှုဖျားရဲ့ရှစ်ရှင်မြတ်တာကျေးဇူးတော်နဲ့ပြေဝနေတယ်တရားဟောချက်တွေနားထောင်ပါဘာဖြစ်တော့ကိုယ်ထမ်းမှာလည်းဖျားကတန့်ရှင်တဲ့ဝင်တော့ပေးပြီးသားပဲဖျားရှင်စကားပြောပြီးသားပဲဒါပေမဲ့ဆရာတွေအားဖြင့်ပြောတဲ့ချိန်မှာဟုတ်တယ်ကျွန်တော်လိုနေတဲ့အဖြစ်ဒါပဲကျွန်တော်တို့ဖျားအဲ့မျိုးပြောတာတိတာပဲအဲ့မျိုးပေါ့ decision တွေလောက်ရခက်နေဟိုဆုံးဖြတ်ချက်ချရခက်နေတာအဲ့ချိန်မှာဖះလည်းပြောပြီးတာပဲဒါပေမဲ့မကြီးရမသေးကြဖြစ်နေချိန်မှာဆရာကပြောလိုက်တဲ့အချိန်မှာအော်ဟုတ်တယ်ဖះတရားလှုပ်ရှင်နေဆိုတေးကြတယ်ဒါမှမဟုတ်ဖះတရားမလှုပ်စေရှင်နေဆိုတေးကြတယ်အဲကြောင့်ငါစိုးရိမ်နေအခုဆရာအားဖြစ်တယ်ပြောပြီးဖြစ်တဲ့အတွက်ငါတရားလှုပ်ကြမလို့တော့ဘူးဆရာပြောပြီးဖြစ်တဲ့အတွက်ဟိုရင်းရှင်းနေစွမ်းတတိတွေနဲ့ပို့ပြလာတယ်ကျွန်တော်ဒါဖះလှုပ်စေရှင်နေဆိုသိပါရှင်းနေပို့ပြီးတော့ရှင်းလင်းအောင်လို့ဖះကတရားဟောဆရာတွေထပ်ပြီးဖြစ်ပါတယ်အခုကအင်တာနက်အားဖြစ်တယ်တကဘာလုံးလွှမ်းဖို့ဖျားစကားကိုတကဘာလုံးလွှမ်းဖို့ဖျားကအင်တာနက်ယူထပ်ပြီးဖြစ်တယ်နံပါတ်3ကတော့ကျွန်တော်တို့ရဲ့စိတ်ပြင်းပြမှုနဲ့ချစ်ရှင်မြတ်တာပေါ့ဟာဒီတရားကိုကူညီရှင်တယ်အထဲကလည်းပြင်းပြတယ်အဲဒါဆိုကူညီတာဖျားခင်ကဥဆောင်နေတာဖြစ်ပါတယ်ဒီတရားကိုမဆလိုက်ရှင်အဖြစ်သူလည်းကောင်းကျိုးဖြစ်တယ်ကိုယ်လည်းလှုပ်စင်တဲ့ဆန္ဒရှိတယ်ဆိုရင်လှုပ်လိုက်ပါခါကြရင်လည်းပင်မန်းတာတို့ဘာလို့ရှိတာပေါ့ဒါပေမဲ့ဖျားကရှစ်ရှင်မြတ်တာကြီးနဲ့ဥဆောင်နေရလေဆန္ဒစိတ်ဆန္ဒနဲ့ဥဆောင်နေရဆိုတော့လှုပ်ကူညီလိုက်ပါမဆလိုက်ပါနောက်ပြီးရင်ကိုလှုပ်ချင်တဲ့အလုပ်ကလည်းပါလှုပ်ရမလဲဆိုတော့ဟောငါ music ပိုင်းတွားရှင်တယ်ငါဒေါက်တာပိုင်းတွားရှင်တယ် engineer တွားရှင်တယ်ကွန်ပျူတာပိုင်းတွားရှင်တယ်ဆရာပိုင်းတွားရှင်တယ်ကျောင်းသားတွေကိုတင်ရှင်တယ်အမွန်တရားဟောဆရာအနေနဲ့ဖျားရဲ့စကားတွေဖျားရဲ့ဖွင့်ပြရှင်တွေကို sharing လုပ်ရှင်တယ်ဟိုဝေငှရှင်တယ်လူတိုင်းကိုတိုးတက်စေရှင်တယ်ဖျားက blog ကောင်းနေဆိုသိရှင်တယ်ဆိုတဲ့ဆန္ဒအားဖြင့်ဖျားတဲ့ဥဆောင်တာဖြစ်ပါလေကျွန်တော်တို့လည်းအဲ့မျိုးဥဆောင်နေတာဖြစ်ပါလေနံပါတ်4ကတော့အတွင်းထဲကြားတဲ့အတန်ပေါ့ဒီနားနဲ့တော့မကြောက်ဘူးဒါပေမဲ့အတွင်းထဲမှာဖျားကတာဒီလိုလုပ်လိုက်ရင်ပိုကောင်းတယ်နော်
Da, na minute do she, same moon, 1 minute, Manashan dwa, Jays or loan louder. Same a boon, na made a council pins in Hale. Diosa means to down low, mean pitching low, my pin, na a council pins in Hale, na now quema, a colon low be neither. A council pins in beat Hale, so a young say how would be, charging as a carjonia. Da, the need of the Amadona, the Mabe, Nana shame you. The Midasuna chain you. Thing a gin chain you, the need of. I'm you, Piakin, I'm you, Tanet, Pure Biale, in our voice. General, a Yamian Edward, General Tana, Piatan as you quite a cutter. Now we met not on labor. Teatan, not how in it, or Piatana, go at another, sensation in the Dilla Valley, the Pina. A corner step by step, or Pipishim, dry hour. Yani, see how the devil would join large man through a poor Jajin hour, drawing. General drawing a poor Jajin lama. And you are. Piakin, General drop cheddar. General armies is in a piap to the door. General just wine at them sweat 2 maps up to the door. Jajins on it, Losama, Piakin, Jordan, Tea Jada, a twin tango. Send out a videos are. The Nigdashin videos are. Yani Losama, oh no got blue machine. General Dia, pure blue machine. On the synergy. Preparation at a 0. Editing at a mata. A cool out of the chain at the lab, Shabbat in Milavo. Tamed Ludi, both on beer. I didn't logo. Tam Nidio. A colon, go up. Pia, Pure Elsa, send out videos on it. Pure die. Piakin, changing pure the low Buddha, Yazo. Low Rashima, Ludi Pinsin beer, Mansada. A colon Piakin, the need to know to look in as well. Put me in lava. Silent don't the lay, Shema Pure Hardy. Piakin Santa Jiva. Taste ba. Oh, taste and see that the law is good. The yet jump by Archie, General Saki Apchaba. No more is Hapshima Muga. Jinada, Jamai Biba. Dame not so Salmon Nima. Ah. Machiro about Sabu. Damn the silent don't let shit Jarima. Pying out Santa Bubione. Not on them Pinai. Sam, swim. Bama and Dinsiado. Join a Gomlam and Madu. I met Biome, Josia, Biome. Piave a con lose on Biwa Pida. Piaim Namaro, Bongi Bazi. Do a jigs or Jiba, Gonua. General Bama Mobile. Don't have. A corner Piavet Trada. Not from the quarter. Nane Jarabo. The physically 9 piano, good and drink was a cabio. A muro, General Majonguli Bow, Dame, General Miro, Piano Santa Shima, a Jong Habuare. Shella Police go blue for the no. Shevetana. Shega Midashima, a meal. A man like me, she would pure Shima. I mean, a man like me, she like Shima. A corner simply water to run like Kuni will idea. And you are. General Majaus or General. They are horse up people. General Ludan will share wing abo. Mataitan would Timawe. General hang up a who do share Logama, wing I am. None alone are there, say a devil lord of Macon. The Shah see a lord of Macon. The Shah see a lord of General Pet Yadi. A Miailo dear the Tibo, lower dolly. Dame Piazza Cabjoy. Tine Mala Joy, Joseph Prince Tilly de Bushima. Naga Miko, Titan Zida. Naya a Twido job. Naga Miko, Pama Zida. Naya a Twido job. Me a low sound nation, me a Swansade, me a Panation, me a experience the G12 or Yala the Twi Joni and Imhobu. Me and Jenza block the down Imho. Naya yet Jesu job. Naya ta a tree big head, me or Titan Zebo. Me or Nasaka Josebo. Me a Geo Shaco, Lobo dwa, Titan Zebo dwa. Calling more English, calling Lobo, Sharking a Twitter,
ရွရွခဲ့ပြီးဖြစ်တဲ့အတွက်ဘုရားသခင်ကိုဂုဏ်ပြု honor လုပ်ရှင်ရတော့ယုံကြည်လိုက်ပါသင်ကထိုက်တန်တယ်ဆိုတာကျွန်တော်လည်းအဲ့အောင်ကြားပြီးတော့ငါထိုက်တန်တယ်ယုံကြည်တယ်ကျန်းစာလည်းသူများတော့အများကြီးအချိန်ချင်းမဖတ်ရသေးပေမဲ့ experience တွေအတွေ့အကြုံတွေလည်းမရှိသေးပေမဲ့ဘုရားရဲ့အတွေ့တော်ဘုရားရဲ့ကျေးဇူးတော်ကကျွန်တော်ထိုက်တန်စေတယ်ဒီမျိုး sharing တွေအကုန်လုံးခွန်အားပေးဖို့ဖြစ်စေလာတာဘုရားရှင်ရဲ့ကျေးဇူးတော်ကြီးပဲဖြစ်ပါတယ်To God be the glory so ပြန်ပြောရမယ်ဆိုတော့ငါချက်ကကျမ်းစာအဖြစ်ဖျားစကားပြောတယ်တရားဟောချက်ကျေးဇူးတော်နဲ့ပြည့်နေတဲ့တရားဟောချက်ကိုအသက်ဖြစ်စေတဲ့တရားဟောချက်တွေပေါ့အဲ့ဒါတွေကအဖြစ်ဖျားစကားပြောတယ်အဓိကတော့ကိုပြန်ဟုတ်တယ်ဖျားပြောထားတယ်ဆိုတာဖျားကြီးပြန် confirm လုပ်ပြီးconfirm ဘယ်လိုအသိပဲရှင်းပြမလဲတော့မသိဘူးဟုတ်တယ်တိလာလိမ့်မယ်ကြားလိုက်ညာအသက်ဖြစ်တယ်ဝမ်းမြောက်တယ်အားရှိတယ်အဲ့မျိုးတရားဟောချက်နားထောင်ပါအဲ့ကိုရှားခင်စကားပြောနေအဲ့အားဖြစ်တရားလုံးအောင်မလုပ်ရမလားရဲရင်ရှင်နေပြီပေါ့တရားတစ်ခုကဒီရဲ့စိတ်ဆန္ဒပြင်းပြတယ်လှုပ်ဆောင်ခြင်းတယ်ရှင်းမြတ်တာပါတယ်ဒီမြောင်ကူညီမဆားဖို့အမောဒီအလုပ်လုပ်ဖို့ဟိုလုပ်ဖို့ဆန္ဒရှိရစွမ်းစားတဲ့ဖျားခင်ပေးရနံပါတ်၄ကကိုအတွင်းထဲကနေစကားပြောရဖျားခင်ကိုတယောက်တည်းခန်းထဲမှာဖြစ်အပြင်မှာဖြစ်ပညာမှာဖြစ်ပါဖျားခင်စကားပြောပါရိုးရှင်းနဲ့ဖျားနဲ့စကားပြောပါဖျားခင်နဲ့သူပြန်ပြောလိုက်မယ်ဒီအတွင်းထဲမှာအယမ်းမြန်တဲ့အတွက်အုံနောက်ကမလိုက်နိုင်တဲ့အချိန်မှာဖျားခင်ပြောတာမပြောရလားကျွန်တော်တန်တရားစိတ်ရှိတယ်ဒါပေမဲ့ဖျားဖြင့်ပြောတော့သိချင်နားထောင်ကြည့်ပါတစ်ခုပြီးတစ်ခုနားထောင်ခြင်းနဲ့ဖျားအတန်ပို့ရှင်းလာလိမ့်မယ်နံပါတ်5ကတော့ဒီနားနဲ့ဆက်ကြားရတာပေါ့မောရှိတွေလိုမျိုးဖျားနဲ့မျက်နှာရှင်းဆိုင်ပြောတာတော့ဘယ်လိုမျိုးပြောတော့မသိဘူးမျက်နှာရှင်းဆိုင်ဖျားကြီးပဲရှိနေရလားမရှိဘူးတော့များပါပြောကြောပဲတွေးရတယ်လို့ပြောထားတယ်အဲဆိုဖျားအတန်ကြီးနဲ့သူဆက်ကြားရလားပေါ့အဲ့မျိုးလည်းဖြစ်နိုင်တယ်အဲဆိုအဲ့မျိုး5ချက်ဖြစ်ပါတယ်ကျွန်တော်သိထားတဲ့လောက်ကတော့ okay ဖျားရှင်ကောင်းကြီးပေးပါစေ love you see you